အားလုံးပဲမင်္ဂလာပါမြောက်ဦးနယ်လီ sharing channel ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားအစ္စလာမ်ဘာသာဝင်တွေကအမေရိကန်တွေကိုမုန်းတီးကြတယ်လို့ထင်ပါတယ်ဆိုပြီးတော့မှ2016သမ္မတရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့ Donald Trump ကပြောခဲ့ပူပါတယ်မုန်းတီးမှုရဲ့အရင်အမြစ်ကိုရှာဖွေဖို့လိုအပ်တယ်ဆိုပြီးတော့လည်းပြောခဲ့ပါတယ်Donald Trump သမ္မတဖြစ်ပြီးနောက်မှာမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံ9နိုင်ငံကလူတွေကို American တွေဝင်ရောက်ခွင့်မပြုဖို့အမိန့်တစ်ခုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဘာလို့မွတ်စလင်တွေက American ကိုမုန်းတာလဲ။ဒါမှမဟုတ်အဲ့ဒီအမုန်းတရားကအစ္စလမ်ဘာသာကနေလာတာလားလို့သတင်းထောက်တစ်ယောက်ကမေးတဲ့အခါမှာ Donald Trump ကသူမသိကြောင်းပြန်ဖြေခဲ့ပါတယ်။ Donald Trump ရဲ့စကားတွေဟာရှေ့ကပြောဆိုတာဖြစ်နိုင်ပေမဲ့မွတ်စလင်တော်တော်များများဟာ American အပေါ်မှာဒေါသဖြစ်နေတာတော့အမှန်ပါပဲ။ဘာကြောင့်မွတ်စလင်တွေက American ကိုမုန်းရတာလဲဆိုတာကို Donald Trump တယောက်နားမလည်ဘူးလို့ပြောပေမဲ့လည်းတမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့ရှင်းလင်းတဲ့အဖြေတွေရှိပါတယ်။မှတ်တမ်းတွေအရမွတ်စလင်နိုင်ငံတွေမှာ American ဝင်ရောက်ဆွတ်ဖက်ခဲ့တဲ့ရာဇဝင်အခြေကြီးရှိပါတယ်။အဲ့ဒါတွေထဲမှာ CIA ဥဆောင်တဲ့အာဏာသိမ်းမှုတွေအရက်သားသိန်းနဲ့ရှိတေဆုံးစေခဲ့တဲ့စစ်ပွဲတွေမမျှတာတဲ့စီးပွားရေးထိန်းချုပ်မှုတွေနဲ့လူအခွင့်အရေးနဲ့ပတ်သက်တဲ့ဟန်ဆောင်မှုတွေပါဝင်ပါတယ်။အစ္စလာမ်ဘာသာဒါမှမဟုတ်မွတ်စလင်တွေဟာ American ဒါမှမဟုတ်အနောက်နိုင်ငံတွေရဲ့အမြဲတမ်းရန်သူဖြစ်ခဲ့တဲ့ဆိုတာကတော့မမှန်ပါဘူး။တကယ်တော့မွတ်စလင်တွေဟာ American ကိုအားကျလေးစားခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ဥပမာအဖြစ်မော်ရိုကိုဟာ American ရဲ့လွယ်ရေးကိုအတိအမှတ်ပြုခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပါတယ်။နောက်ပိုင်းပထမကမ္ဘာစစ်အပြီးမှာအရှေ့မြေထဲပင်လယ်ဒေသလီဘန်မှာရှိတဲ့အာရက်လူမျိုးများအကြားစစ်တမ်းတစ်ခုရာသူတို့ဟာဒီလွယ်ရှင်ကြတယ်။ဒါပေမဲ့နိုင်ငံခြားအုပ်ချုပ်ရေးကိုရွေးချယ်ရမယ်ဆိုရင်ဗြိတိန်ဒါမှမဟုတ်ပြင်သစ်ထက်ဒီ American ကိုပိုနှစ်သက်ကြောင်းပြသခဲ့ပါတယ်။ဘာကြောင့် American ကိုပိုကြိုက်ရတယ်လဲဆိုလို့ရှိရင် American ဆိုတာကဒီမိုကရေစီနိုင်ငံဖြစ်ပြီးတော့ကိုလိုနီစန်းကျင်ရေးဘက်မှာလည်းအားကောင်းတယ်လို့တစ်ချိန်လုံးကမွတ်စလင်ဒေသတွေမှာဆင်းရဲဒုက္ခများစွာဖြစ်စေခဲ့တဲ့ဥရောပအင်အားကြီးနိုင်ငံတွေကိုလည်းစန်းကျင်နိုင်တဲ့နိုင်ငံအဖြစ်ရှုမြင်ခံရလို့ဖြစ်ပါတယ်။1956ခုနှစ်ဆူအက်တူမြောက်အရေးအခင်းတုန်းကတော့မှ American ဟာဗြိတိန်ပြင်သစ်နဲ့အစ္စရေးတို့ကိုအီဂျစ်ကနေဆုတ်ခေါ်ဖို့နဲ့သမ္မတနာဆာရဲ့ဆူအက်တူမြောက်ကိုပြည်သူပိုင်ပြုလုပ်မှုကိုလက်ခံဖို့ဖိအားပေးခဲ့ပါတယ်။အဲ့ဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်မွတ်စလင်နိုင်ငံတွေမှာ American ရဲ့ပုံရိပ်ကကောင်းမွန်ခဲ့ပါတယ်။ဒါပေမဲ့20ရာစုရဲ့ဒုတိယတဝက်ကစပြီးတော့မှအခြေအနေတွေပြောင်းလဲလာခဲ့ပါတယ်။ American ဟာဒီအရင်ရှင်စနစ်နဲ့မောင်းနှင်တဲ့ကမ္ဘာအင်အားကြီးနိုင်ငံဖြစ်လာတဲ့အခါသူ့ရဲ့အကျိုးစီးပွားတွေဟာမွတ်စလင်နိုင်ငံတွေရဲ့အကျိုးစီးပွားတွေနဲ့ပေါ်တိုက်မှုတွေရှိလာခဲ့ပါတယ်။ American နိုင်ငံရဲ့ရေနံလိုချင်တဲ့ဆန္ဒကမွတ်စလင်နိုင်ငံတော်တော်များများရဲ့သူတို့ကိုယ်ပိုင်အနာဂတ်ကိုထိန်းချုပ်ရမယ်ဆိုတဲ့ယူဆချက်နဲ့စန့်ကျင်ဘက်ဖြစ်လာပါတယ်။အချိန်ကြာလာတဲ့အမျှမွတ်စလင်တွေးခေါ်ပညာရှင်တွေနဲ့နိုင်ငံရေးသမားတွေဟာ American ကိုစန့်ကျင်ဖို့အတွေးအခေါ်ဆိုင်ရာအကြောင်းအရင်းတွေဖန်တီးလာခဲ့ကြပြီးတော့အထူးသဖြင့်ဒီဇီယွန်ဝါဒရဲ့လွှမ်းမိုးမှုကိုခံရသူ American ခေါင်းဆောင်အများအပြားကတော့အနောက်တိုင်းယဉ်ကျေးမှုနဲ့အစ္စလမ်ယဉ်ကျေးမှုတွေဟာလုံးဝစန့်ကျင်ဘက်ဖြစ်တယ်လို့ပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်းအမျက်ဒေါသရဲ့အမှန်တကယ်အကြောင်းရင်းကရှေးဟောင်းဘာသာရေးမုန်းတီးမှုမဟုတ်ပါဘူး။ဒါဟာလွန်ခဲ့တဲ့ရာစုနှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ခေတ်သစ်အဖြစ်အပျက်တွေစစ်ပွဲတွေကျူးကျော်မှုတွေနဲ့နိုင်ငံရေးဆွဲဖက်မှုတွေကနေလာတာပါ။ဒီဗီဒီယိုမှာ American အပေါ်မှာမွတ်စလင်တွေရဲ့အမြင်တွေကိုပြောင်းလဲစေခဲ့တဲ့အရှေ့လေပိုင်းကအဓိကအဖြစ်အပျက်၄ခုကိုကျွန်တော်အသေးစိတ်ရှင်းပြတော့ပါမယ်။အဲ့ဒါတွေကတော့အီရန်မှာ American ကြောထောက်နောက်ခံပြုထားတဲ့1953အာဏာသိမ်းမှု1983ယွန်ကပူးစစ်ပွဲအတွက်အစ္စရေးကို American ရဲ့ထောက်ခံမှုဆော်ဒီအာရေဗီးယားမှာ American တပ်တွေရှာထားတာနဲ့1990-91ပင်လယ်ကွေ့စစ်ပွဲ2003မှာအီရတ်ကို American ကကျူးကျော်ပြီးသိမ်းပိုက်ခြင်းဆိုတဲ့အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်1989ခုနှစ်ကနေ1925ခုနှစ်အထိပါရှားပေါ့နော်ဒီအခုအီရန်ကိုအုပ်စိုးတဲ့ကာဂျာမင်းဆက်ဟာအာနေခဲ့ပြီးတော့နိုင်ငံခြားအင်အားကြီးနိုင်ငံတွေကိုသူ့ရဲ့ကိစ္စတွေမှာဝင်ရောက်ဆွတ်ဖက်ခွင့်ပေးခဲ့ပါတယ်။ဗြိတိန်နဲ့ရုရှားနိုင်ငံစလုံးဟာ capitulation လို့ခေါ်တဲ့မမျှတာတဲ့စာချုပ်တွေကိုလက်မှတ်ရေးထိုးပြီးတော့မှအခွင့်အရေးယူခဲ့ကြပါတယ်။ဒီစာချုပ်တွေကစက်မှုလုပ်ငန်းအကူအညီပေးမယ်ဆိုတဲ့ကတိတွေနဲ့နိုင်ငံခြားကုမ္ပဏီတွေကဒီပါရှားရဲ့တယံဇာတာတွေအပေါ်မှာအဓိကထိန်းချုပ်ခွင့်တွေကိုရယူခဲ့ပါတယ်။1908ခုနှစ်မှာဗြိတိန်ကရေနံတွေးရှိတဲ့အခါမှာသူတို့ကဒီအင်္ဂလိုပါရှားရေနံကုမ္ပဏီ APOC ကိုတည်ထောင်ခဲ့ပါတယ်။ပါရှားဆိုတဲ့နာမည်ပါဝင်နေပေမဲ့လည်းတကယ်တမ်းမှာပါရှားရဲ့ကုမ္ပဏီမဟုတ်ပါဘူး။အမျက်အစွန်းရဲ့ဆေး6ရာခိုင်နှုန်းကပဲပါရှားကရပါတယ်။ရေနံကနေအမျက်အစွန်းတွေအများကြီးရလာပေမဲ့လည်းတာမန်ပါရှားလူမျိုးတွေအတွက်ဘာမှအကျိုးမဖြစ်ထွန်းတဲ့အတွက်
ပြည်သူတွေဒေါသထွက်ခဲ့ကြပါတယ်ရာဇာရှာပါလာဗီကဒီ1925ခုနှစ်မှာအာဏာရလာတဲ့အခါမှာ1993ခုနှစ်မှာသဘောတူညီချက်ကိုပြန်လည်ညှိနှိုင်းခဲ့ပေမဲ့သဘောတူညီချက်အသစ်ကလည်းမမျှတသေးပါဘူး။တစ်ချိန်တည်းမှာပဲဗြိတိန်ဟာအီရန်ရဲ့ရေနံအပေါ်မိခိုအားထားမှုပိုများလာခဲ့ပါတယ်။ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့အီရန်ရဲ့အာဘာဒန်ရေနံချက်စက်ရုံကဗြိတိန်ရေတပ်ရဲ့လောင်စာဆီ85%ကိုထောက်ပံ့ပေးနေပေမဲ့အီရန်လူမျိုးအများစုကတော့ဆင်းရဲနေတုန်းဖြစ်ပြီးရေနံလုပ်သားတွေကလည်းဆိုးရွားတဲ့အခြေအနေတွေအောက်မှာနေထိုင်ခဲ့ကြရပါတယ်။ဒါကြောင့်အီရန်တွေကရေနံကိုထိန်းချုပ်သင့်တယ်လို့ယူဆလာတဲ့အတွက်ပြည်သူပိုင်အနေနဲ့ပြောင်းဖို့လှုပ်ရှားတဲ့လှုပ်ရှားမှုတွေကလည်းအားကောင်းလာခဲ့ပါတယ်။1950ခုနှစ်မှာအမျိုးသားရေးစိတ်တဲ့အပြစ်ရှိတဲ့အီရန်လွှတ်တော်က Anglo-Iranian Oil Company ပေါ့နော်ဒီ AIOC ကိုဒီစည်ရင်းတွေထုတ်ဖော်ပြသဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီတောင်းဆိုချက်ကိုကုမ္ပဏီဘက်ကညှင်းဆိုတဲ့အခါမှာလွှတ်တော်က1950ခုနှစ်မဲလာမှာသူတို့ရဲ့ရေနံလုတ်ပိုက်ခွင့်ကိုဖျက်သိမ်းပြီးတော့မှအမျိုးသားရေးသူရဲကောင်းဖြစ်တဲ့မိုဟာမက်မိုဆာရက်ကိုဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။မိုဆာရက်ကပြည်သူတွေကြားမှာအလွန်တရာမှရေပန်းစားခဲ့ပေမဲ့ဗြိတိန်ရဲ့ပြင်းထန်တဲ့ဆန့်ကျင်မှုကိုရင်ဆိုင်ခဲ့ရပါတယ်။တုံ့ပြန်မှုအနေနဲ့ဗြိတိန်အစိုးရကအီရန်စိတ်ကမ်းတွေကိုပိတ်ဆို့ခဲ့ပြီးတော့မှအီရန်ရေနံကိုကမ္ဘာအနှံ့သပိတ်မှောက်ဖို့စီစဉ်ခဲ့ပါတယ်။ဒါကပြင်းထန်တဲ့စီးပွားရေးအကျပ်အတီးကိုဖြစ်စေပြီးတော့မှပိုပြီးကြီးမားတဲ့နိုင်ငံခြားဆွတ်ဖက်မှုအတွက်လန့်ခင်းပေးခဲ့ပါတယ်။ PR ရရှိပေမဲ့လည်းမိုဆာရက်ကတည်တည်ငြိမ်ငြိမ်ပဲဆက်နေခဲ့ပါတယ်။ရှားဘရင်နဲ့ဒီသူ့မဟာမိတ်တွေကသူ့ကိုယာဒူးကနေဖေရှားဖို့စ조사တဲ့အခါမှာကြီးမားတဲ့စံသားပြဖို့တွေပေါ်ပေါက်ခဲ့ပြီးတော့နောက်ဆုံးမှဆိုလို့ရှိရင်ရှားဘရင်ဟာအီရန်ကနေထွက်ပြေးခဲ့ရပါတယ်။အီရန်လူမျိုးအတော်များများအတွက်ဒီတိုက်ပွဲဟာရေနံတစ်ခုတည်းအတွက်မဟုတ်ပါဘူး။အမျိုးသားရေးဂုဏ်သိက္ခာရှားဘရင်ရဲ့ဒီအတွင်းမေးအာဏာကိုမကြိုက်တာအပြင်အီရန်မှာရှိတဲ့ဗြိတိန်ရဲ့ဩဇာလွှမ်းမိုးမှုအပေါ်မှာဒေါသထွက်တာတွေလည်းပါဝင်ပါတယ်။ရှားဘရင်ရဲ့အာဏာချက်နဲ့အီရန်လူမျိုးရဲ့ဒီခိုင်မာတဲ့စိတ်ဓာတ်ကြောင့်ဗြိတိန်တွေပို့ပြီးတော့မှစိတ်ဓာတ်ကျလာကြပါတယ်။အဲဒါကြောင့်သူတို့ကအမေရိကန်ရဲ့အကူအညီကိုတောင်းခံဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ပထမတော့အမေရိကန်ကပါဝင်ပတ်သက်ဖို့စိတ်မဝင်စားခဲ့ပါဘူး။အမေရိကန်ဟာကိုလိုနီနေရှင်းဆန်းကျင်ရေးစိတ်ဓာတ်အရှိရှိနေသေးပြီးတော့ဒီအကြက်အတီဟာဗြိတိန်ရဲ့ပြဿနာလို့ပဲယူဆခဲ့ပါတယ်။ဒါပေမဲ့လည်းဗြိတိန်ကမိုဆာဒက်ကိုဖေရှားတဲ့နေရာမှာပါဝင်ကူညီပေးဖို့အတွက်အမေရိကန်ကိုစီယုံခဲ့ပါတယ်။မိုဆာဒက်အုပ်ချုပ်နေချိန်မှာလက်ဝဲရင်တူဒေပါတီဟာပို့ပြီးတော့မှအားကောင်းလာတဲ့အတွက်အမေရိကန်လည်းစိတ်ကူးပြောင်းသွားခဲ့ရတယ်လို့သမိုင်းမှတ်တမ်းစာအုပ်တွေကဖော်ပြပါတယ်။စစ်ရေးတိုက်ပွဲမှာအမေရိကန်ဟာကွန်မြူနစ်ဝါဒပြန်နှံ့မှာကိုကြောင်းယွန်းခဲ့တဲ့အတွက်သူရဲ့ရည်တည်ချက်ပြောင်းလဲတာဖြစ်နိုင်ရှိပါတယ်။ဒါပေမဲ့တကယ်အကြောင်းရင်းကတော့အနောက်နိုင်ငံရဲ့ရင်းနဲ့အကျိုးစီးပွားတွေကိုကာကွယ်ဖို့ပဲဖြစ်ပါတယ်။အီရန်ရဲ့ရင်းနဲ့လုပ်ငန်းဟာလုံးဝပြည်သူပိုင်အဖြစ်ဆက်ရှိတော့ရင်အမေရိကန်ကုမ္ပဏီတွေရင်းနဲ့ရှယ်ယာပိုင်ဆိုင်တဲ့ဒီတခြားနိုင်ငံတွေကလည်းအတူလုံလာနိုင်ပါတယ်အဲ့ဒါအပြင်ဒီအနောက်နိုင်ငံဒါမှမဟုတ်ဘောနော်ဒီဆိုဗီယက်ဘက်မှာမပါဝင်တဲ့နိုင်ငံတစ်နိုင်ငံကရေနံစင်းနှုန်းတွေကိုထိန်းချုပ်ထားမယ်ဆိုရင်ဆိုဗီယက်ယူနီယံကိုဆန်းကျင်တဲ့အမေရိကန်စစ်ရေးအစီအစဉ်တွေကိုထိခိုက်စေနိုင်ပါတယ်အာဏာသိမ်းမှုမဖြစ်ခင်ကတည်းကအမေရိကန်ရေနံကုမ္ပဏီတွေဟာမိုဆာတဲ့ထွက်တော်တာနဲ့တပြိုင်နက်အီရန်ရဲ့ရေနံရှယ်ယာကိုရယူဖို့ကြံစီနေခဲ့ကြပြီးဖြစ်ပါတယ်သူ့ကိုဖြုတ်ရှားဖို့အစီအစဉ်ကို CIA MI6 ပူးတွဲစစ်ဆင်ရေးဖြစ်တဲ့ Operation Agent လို့ခေါ်ဆိုခဲ့ပါတယ်။အဲ့ဒီစစ်ဆင်ရေးမှာရှားဘရင်လိုလားသူအီရန်လူမျိုးတွေကိုစုဆောင်းတာအရာရှိတွေကိုလက်ထိုးတာသတင်းမှားတွေဖြန့်တာနဲ့အတူအယောင်ဆန်တာပြပွဲတွေဖန်တီးတာတွေပါဝင်ပါတယ်။ CIA ဟာစူပူအုံကြောမှုတွေစတင်ဖို့အတွက်ရာဇဝတ်ခိုင်းသားတွေကိုငွေပေးရှေခဲ့ပြီးတော့မှရှားဘရင်ကိုပြန်လာစေဖို့ဆွေးဆောင်ရမှာကူညီပေးခဲ့ပါတယ်။အနောက်တိုင်းမီဒီယာတွေကမိုဆာဒက်ကိုယူသွက်တော်သူဒါမှမဟုတ်စိတ်မတည်ငြိမ်တဲ့သူအဖြစ်ပုံဖော်ခဲ့ပြီးတော့မှ CIA ရင်ပုံငွေထောက်ပံ့ထားတဲ့အီရန်သတင်းစာတွေကလည်းသူ့ကိုတိုက်ခိုက်ခဲ့ကြပါတယ်။နောက်ပြီးတော့သူ့ရဲ့တင်းကျပ်တဲ့မူဝါဒအရှို့ကလည်းပါမင်အီရန်လူမျိုးတွေကြားမှာလူကြိုက်နေခဲ့ပါတယ်။1953ခုနှစ်ဩဂုတ်လ19ရက်နေ့မှာတော့အမေရိကန်အပိထောက်ခံတဲ့အာဏာသိမ်းမှုကအောင်မြင်ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်မှာလမ်းပေါ်တိုက်ပွဲတွေကြောင့်လူ200-300လောက်သေဆုံးခဲ့ပါတယ်။အာဏာသိမ်းနိုင်ခဲ့တဲ့အတွက်မိုဆာဒက်ရဲ့အစိုးရဖျက်ဆီးခံခဲ့ရပြီးတော့မှသူ့မဟာမိတ်တချို့လည်းတည်တံ့ပေးခံခဲ့ရပါတယ်။မိုဆာဒက်ကိုယ်တိုင်လည်းထောင်ချခံခဲ့ရပါတယ်။အဲ့ဒီနောက်ရှားဘရင်ဟာအကျွင်းမဲ့အာဏာနဲ့အုပ်ချုပ်ဖို့ပြန်ရောက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာရှားဘရင်ဟာဘရင်အုပ်ချုပ်ရေးစနစ်ဆက်လက်တည်တံ့နိုင်ဖို့အတွက်နိုင်ငံရေးအကျဉ်းသားတွေကိုတည်တံ့ပေးခဲ့ပြီးတော့မှရှိုးဝဲရေးတပ်ဖွဲ့ဖြစ်တဲ့စာဘက်ကနေတဆင့်ညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒီလိုနဲ့အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ငွေကြေးအကူအညီတွေကိုရခဲ့တဲ့အီရန်ဟာစစ်ရေးတိုက်ပွဲကာလအတွင်းမှာအမေရိကန်ရဲ့အဓိကမဟာမိတ်ဖြစ်လာခဲ့ပါတယ်။အမေရိကန်ကုမ္ပဏီတွေလည်းဆူလက်အနေနဲ့ကြီးမားတဲ့အီရန်ရေနံရှယ်ယာတွေကိုရရှိခဲ့ပါတယ်
ဒါပေမဲ့လည်းရှားဘရင်ဟာအာနာရှင်ဆန်တဲ့ဘရင်တယောက်ဖြစ်ပါတယ်သူရဲ့ကိုကြိုးစီးဘောကိုသာကြည့်ပြီးတော့တိုင်းသူပြည်သားတွေရဲ့အကျိုးစီးဘောကိုလျှေ့လျူရှုထားပါတယ်ဒီအရှားဟာပြည်သူတွေအတွက်တော့တကယ်ကိုမုန်းတီးစရာဖြစ်လာပါတယ်နောက်ပြီးတော့ရှားဘရင်ဟာဒီအနောက်တိုင်းနိုင်ငံတွေအတွက်တိုင်းပြည်ကိုရောင်းစားတဲ့ခေါင်းဆောင်တယောက်အနေနဲ့မှတ်ယူခံရပါတယ်ဒီလိုမျိုးအကြောင်းရင်းတွေစုပေါင်းလိုက်တဲ့အခါမှာတော့1989ခုနှစ်အီရန်တော်လှန်ရေးကာလအတွင်းရှားဘရင်ထိနန်းစွန့်ပေးလိုက်ရပါတယ်အသေးဖြစ်ပေါ်လာတဲ့အစ္စလာမစ်သမ္မတနိုင်ငံကတော့အမေရိကန်ကိုတော်တော်လေးမုန်းတီးတာပါအဲ့ဒါဟာတကယ်တော့အကျိုးအမြတ်ကြီးခဲ့တဲ့အမေရိကန်နဲ့ရှားဘရင်တို့ကြောင့်ဖြစ်လာတဲ့မုန်းတီးမှုဖြစ်ပါတယ်အီရန်လူမျိုးတော်တော်များများအတွက်1953ခုနှစ်အာဏာသိမ်းမှုနဲ့အဲ့ဒီရဲ့ယာလက်တွေက Death to American ဆိုတဲ့ကြွေးကြော်သံကိုထွက်ပေါ်လာစေခဲ့ပါတယ်နောက်အကြောင်းအရာတစ်ခုကတော့အစ္စရေးနိုင်ငံတည်ထောင်တာနဲ့ပတ်သက်ပါတယ်1948ခုနှစ်မှာအစ္စရေးနိုင်ငံတည်ထောင်ခဲ့တာကြောင့်ပါလက်စတိုင်းလူမျိုးတွေကိုအတင်းအကျပ်ဖေရှားခဲ့တာကမုန်းတီးမှုအလုံးစုံဖြစ်စေခဲ့ပါတယ်ပါလက်စတိုင်းဆုံးရှုံးသွားတာကိုအရှက်ရစရာအပြည့်ရှုမြင်ခဲ့ကြပြီးတော့မှပါလက်စတိုင်းဒုက္ခသည်တွေကလည်းအိန္ဒိယနိုင်ငံတွေအတွက်ကြီးလေးတဲ့ဝန်ထိုးဝန်ဖို့ဖြစ်လာခဲ့ပါတယ်ဒီလိုဖြစ်စေခဲ့တဲ့ပိုင်းခြားရေးအစီအစဉ်ကိုနိုင်ငံခြားအင်အားကြီးနိုင်ငံတွေကတွန်းအားပေးခဲ့ပြီးတော့မှအထူးသဖြင့်ဒီအမေရိကန်ကအဓိကပါဝင်ပတ်သက်ခဲ့ပါတယ်အားကောင်းတဲ့ဇီယွန်ဝေါ်ဒီလော်ဘီရဲ့အကူအညီတွေရဲ့ပြီးရွေးကောက်ပွဲနီးလာတာကြောင့်ရပေါ့နော်ဒီသမ္မတဟီရီထရူမန်ကအဲ့ဒီအစီအစဉ်ကိုထောက်ခံခဲ့ပါတယ်စိတ်မကောင်းပါဘူးလူကြီးမင်းတို့ဒါပေမဲ့ကျွန်တော်မှမေးပေးမဲ့တိတ်နှဲရှိတဲ့အာရဲလူမျိုးတွေမရှိဘူးလို့ပြောခဲ့ကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်ကုလသမဂ္ဂမှာအမေရိကန်အရာရှိတွေဟာလိုအပ်တဲ့သုံးပုံနှစ်ပုံအများစုမေးရဖို့အတွက်ချိန်ချောက်မှုတွေပြုလုပ်ခဲ့ပါတယ်ပိုင်းခြားရေးအတွက်မေးပေးကြဖို့နဲ့မပေးရင်ငွေကြေးအကူအညီဖြတ်တောက်မယ်လို့ချိန်ချောက်တဲ့အထီတောင်မှလုပ်ပြီးနိုင်ငံတွေအပေါ်မှာဖိအားပေးခဲ့ပါတယ်အမေရိကန်ဟာအစ္စရေးကိုတီထောင်ဖို့ကူညီပေးခဲ့ပေမဲ့အစ္စရေးနဲ့အစောပိုင်းဆက်ဆံရေးကတိတ်မရင်းနှီးခဲ့ပါဘူးအမေရိကန်1948ခုနှစ်အာရဲအစ္စရေးစစ်ပွဲမှာဂျားနေအဖြစ်ရပ်တည်ခဲ့ပြီးတော့1956ခုနှစ်ဆူအက်အရေးအခင်းကာလအတွင်းမှာအစ္စရေးကိုဆိုင်းနိုင်ကျွန်းဆွေကနေစုခွာဖို့တော့မှအထင်အကျပ်ဖိအားပေးခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကအမေရိကန်မူဝါဒဟာပိုပြီးမျှတခဲ့ပါတယ်ဂျော်ဒန်မှာရှိတဲ့ CIA အရာရှိတဦးကဂျော်ဒန်ကိုကူညီခဲ့ပြီးတော့မှတင်အဘေးမှာရှိတဲ့အခြားသူတွေကအစ္စရေးကိုကူညီခဲ့ကြပါတယ်1969ခုနှစ်ဆောက်ရက်စစ်ပွဲအပြီးမှာတော့အမေရိကန်အစ္စရေးဆက်ဆံရေးဟာအများကြီးယဉ်နှိလာခဲ့ပါတယ်အမေရိကန်မှာရှိတဲ့ဇီယွန်ဝေါ်ဒီလော်ဘီတွေကအစ္စရေးကိုသိမ်းနေတဲ့နိုင်ငံတစ်ခုအာရဲနိုင်ငံကြီးတွေရဲ့ရန်လိုမှုကိုခံနေရတဲ့နိုင်ငံငယ်လေးတစ်ခုအဖြစ်ပုံဖော်ခဲ့ပြီးတော့မှအမေရိကန်ရဲ့ထောက်ပံ့ပေးမှုပိုရအောင်လုပ်ခဲ့ပါတယ်အမေရိကန်ခေါင်းဆောင်တွေကလည်းအစ္စရေးကိုဒီအရှေ့လေပိုင်းမှာရှိတဲ့အမေရိကန်အကျိုးစီးပွားတွေကိုကာကွယ်ဖို့အတွက်အသုံးဝင်တဲ့မဟာမိတ်အဖြစ်ရှုမြင်ခဲ့ကြပါတယ်ဒါဟာအာရဲနိုင်ငံတွေကိုကွေးပြားအောင်ထားပြီးတော့မှသူတို့ရဲ့ရင်နံကိုအပြည့်အဝထိန်းချုပ်ခွင့်မရအောင်တားဆီးဖို့ပဲဖြစ်ပါတယ်နောက်ထပ်အကြောင်းရင်းတစ်ခုကတော့အစ္စရေးဟာအာရဲနိုင်ငံတွေမှာဆိုဗီယက်ရဲ့ဩဇာလွှမ်းမိုးမှုကိုရှေ့ဖြဲရမှာကူညီပေးခဲ့လို့ဖြစ်ပါတယ်ဒီအတွေးခွာ1983ခုစစ်ပွဲအတွင်းမှာလည်းဆက်ပြီးရှိနေခဲ့ပါတယ်အဲဒီတုန်းကအီဂျစ်နဲ့ဆီးရီးယားဟာအစ္စရေးသိမ်းယူထားတဲ့ဆိုင်းနိုင်းနဲ့ဂိုလန်ကုန်းမြင့်ကိုပြန်လည်ရယူဖို့တိုက်ခိုက်ခဲ့ပါတယ်ဒီနေရာမှာအီဂျစ်နဲ့ဆီးရီးယားကဆိုဗီယက်မဟာမိတ်တွေဖြစ်တဲ့အတွက်သမ္မတနစ်ဆင်နဲ့ဒီဟန်နရီကက်ဆင်ဂျာတို့ဟာအစ္စရေးကိုအပြည့်အဝထောက်ခံခဲ့ပါတယ်အစ္စရေးရဲ့သိမ်းပိုက်မှုကိုတရားမဝင်ဘူးလို့သတ်မှတ်တဲ့ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကိုလည်းအမေရိကန်ဘက်ကလျှေ့လျူရှုခဲ့ကြပါတယ်အာရဲတပ်တွေကအစပိုင်းမှာအကြီးအကျယ်အသာစီးရခဲ့ပေမဲ့ဒီအစ္စရေးကနောက်ပိုင်းမှာပြန်လေအားကောင်းလာပြီးတော့မှသူတို့ကိုတိုက်ထုတ်နိုင်ခဲ့ပါတယ်အစ္စရေးစစ်နိုင်ရတဲ့အကြောင်းအရင်းတစ်ခုကအမေရိကန်စစ်ရေးအကူအညီပဲဖြစ်ပါတယ်ဒီအစ္စရေးကဒေါ်လာသန်း800ပေါ့နော်ဒီနေ့ခေတ်မှာဆိုရင်ဒေါ်လာ9.6ဘီလီယံလောက်တန်တဲ့လက်နက်အကူအညီကိုတောင်းဆိုခဲ့ပေမဲ့သမ္မတနစ်ဆန်ကဒေါ်လာ2.2ဘီလီယံဒီနေ့ခေတ်မှာဆိုရင်ဒေါ်လာ16ဘီလီယံဝန်းကျင်တန်ဖိုးရှိတဲ့လက်နက်တွေကိုပေးပို့ခဲ့ပါတယ်အဲ့ဒီအမေရိကန်ထောက်ခံမှုဟာစစ်ပွဲကိုပြောင်းလဲစေခဲ့တာပါအစ္စရေးဟာပါလက်စတိုင်းနေမြေကိုဆက်လက်သိမ်းပိုက်နေပြီးတော့မှလက်ရှိဒီဂါဇာမှာလူမျိုးတုံးတပ်ဖြတ်မှုလိုမျိုးလူအခွင့်အရေးရှိုးဖောက်နေချိန်မှာတော့မှအစ္စရေးအတွက်အမေရိကန်ထောက်ခံမှုကအများကြီးရှိနေပါတယ်ဒီလုံရက်တွေဟာမွတ်စလင်တွေကြားမှာနဲ့ဆိုင်တဲ့ဒေါသကိုဖြစ်စေခဲ့ပြီးတော့မှစစ်စုနှစ်ပေါင်းများစွာကြာအောင်အမေရိကန်အပေါ်မှာရန်လိုမှုကိုအားဖြည့်ပေးခဲ့ပါတယ်1983စစ်ပွဲရဲ့အဓိကရတဲ့တစ်ခုကတော့ဆော်ဒီဘရင်ဖိုင်ဇေဦးဆောင်တဲ့အာရဲရေနဲ့ပိတ်ဆို့မှုပဲဖြစ်ပါတယ်ဖိုင်ဇေဟာပါလက်စတိုင်းကိုအပြင်းအထန်ထောက်ခံသူဖြစ်ပြီးတော့ရေနံကိုပိတ်ဆို့ပြီးဒီအနောက်နိုင်ငံတွေအပေါ်မှာတိုက်ခိုက်လို့ရမယ်ဆိုပြီးတော့မှယုံကြည်ခဲ့ပါတယ်1969ခုနှစ်မှာအစ္စရေးကဂျေရုဆလင်ကိုသိမ်းပိုက်လိုက်တာကဒီဘရင်ဖိုင်ဇေကိုနည်းနည်းဆိုင်ထိခိုက်စေခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းသူဟာသိပြီးတော့မှပြုံးရတာမျိုးမရှိတော့ဘူးလို့ပြောကြပါတယ်အစ္စရေးကိုအမေရိကန်ထောက်ခံတဲ့အတွက်
ဒေါသထွန်းနေတဲ့ဖိုက်စီဟာဒီ OPEC အဖွဲ့ဝင် RN နိုင်ငံတွေကိုရေနံထုတ်လုပ်မှုဆွဲချဖို့နဲ့အစ္စရေးကိုထောက်ခံတဲ့နိုင်ငံတွေပေါ့နော်ဒီအထူးသဖြင့်အမေရိကန်ကိုရေနံရောင်းချတာရပ်တန့်ဖို့ဥဆောင်ခဲ့ပါတယ်သူလုံလိုက်တဲ့အတွက်အဲ့ဒီအချိန်တုန်းကရေနံဈေးတွေဟာ၄ဆလောက်တက်တော့ပြီးတော့မှ Open နိုင်ငံတွေကိုရှမ်းသာကြွေဝါစေခဲ့ပါတယ်အစ္စရေးကစစ်တပ်အရှို့ကိုစုခေါ်ပေးပြီးတဲ့နောက်အီဂျစ်သမ္မတဒီဆာဒက်ကအမေရိကန်ရဲ့ယက်တီချက်ဟာပိုပြီးညှားတားလာပြီလို့ပြောမှသာပိတ်ဆို့မှုပြီးဆုံးခဲ့ပါတယ်ဒါပေမဲ့လည်းမွတ်စလင်ကဘာမှာတော့ဖိုက်ဆေဟာသူရဲကောင်းတူဖြစ်လာခဲ့ပါတယ်သူကတကယ်လဲတော်တဲ့လူတစ်ယောက်ပါနိုင်ငံသားရဲ့မူဝါဒရှာမှတ်တဲ့နေရာမှာလည်းအောင်မြင်ခဲ့သလိုဆော်ဒီအာရေဗီးယားကိုလည်းခိမိအောင်လှုပ်ဆောင်ခဲ့ပြီးတော့မှစက်မှုလုပ်ငန်းကိုမြင့်တင်ခဲ့ပါတယ်ကျွမ်းစနစ်ကိုအဆုံးသတ်ခဲ့တဲ့အပြင်အမျိုးသမီးတွေအတွက်ပညာရေးကိုတိုးရှိခဲ့ပါတယ်ဒီလိုပြုပြင်ပြောင်းလဲမှုတွေကြောင့်ဝါဟာဘီတွေဒေါသထွက်လာခဲ့ကြပါတယ်ဝါဟာဘီဆိုတာကဆော်ဒီအာရေဗီးယားမှာရှိတဲ့အင်အားကြီးဘာသာရေးအဖွဲ့တစ်ခုဖြစ်ပြီးတော့မှအစ္စလမ်ဘာသာကိုအလွန်တရာမှတင်းကျပ်စွာနဲ့ကျန်းစာအတိုင်းလိုက်နာရမယ်လို့ယုံကြည်ကြတဲ့သူတွေဖြစ်ပါတယ်1965ခုနှစ်မှာအစိုးရကဒီရုံးမြင့်တန်ကြားလိုင်းတွေစားတင်တဲ့အခါမှာလူမျက်နှာတွေကိုပြားတာဟာတားမြစ်ထားတဲ့ဟာရင်ဖြစ်တယ်လို့သူတို့ယုံကြည်တဲ့အတွက်ပြည့်ထန်စွာဆန္ဒပြခဲ့ကြပါတယ်ဘလောက်တောင်အချိန်နေဆိုးတယ်လဲဆိုရင်ရုပ်သံလွှင့်တဲ့ယုံတစ်ခုကိုတိုက်ခိုက်နေစဉ်အတွင်းမှာဘရင်ဖိုင်စေရဲ့တူဖြစ်တဲ့မင်းသားခါလေးဟာရေတူရဲ့တပ်ဖြတ်တာကိုခံခဲ့ရပါတယ်နောက်ပိုင်းမှာမင်းသားခါလေးရဲ့ဒီအကိုဖြစ်သူမင်းသားဒီဖိုင်စေအဗန်မူဆာရစ်က1985ခုနှစ်မှာဘရင်ဖိုင်စေကိုတပ်ဖြတ်ခဲ့ပါတယ်ဒီလိုဖြစ်ရတာကသူ့ရဲ့စိတ်ရောဂါပေါ့နော်ဒါမှမဟုတ်သူ့အကိုတည်ဆုံမှုအပေါ်မှာဒေါသကြောင့်လို့ဆိုကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီမင်းသားဟာအမေရိကန်မှာနေထိုင်ခဲ့မှုပြီးတော့မှဘရင်ကလည်းအင်အားကြီးတဲ့အကျိုးစီးပွားတွေကိုဆန်းကျင်ခဲ့တဲ့အတွက်ပိုပြီးနည်းနေတဲ့ကိစ္စတစ်ခုခုရှိတယ်လို့လူတွေဖက်ကတန်တရားရှိခဲ့ကြပါတယ်လုံခြုံမှုနောက်ကွယ်မှာ CIA ရှိတယ်လို့မွတ်စလင်ကဘာရဲ့လူအများအပြားကယုံကြည်ခဲ့ကြပြီးတော့မှအဲ့ဒါကလည်း American စန်းကျင်ရေးခန်းစားချက်တွေကိုပို့ပြီးတော့မှတိုးပေါ်စေခဲ့ပါတယ်ဘရင်ဖိုင်စေနဲရော်ဆင်ပြီးနောက်မှာဆော်ဒီအုပ်ချုပ်သူတွေဟာဝါဟာဘီတွေရဲ့ဩဇာလွှမ်းမိုးမှုပိုများလာခဲ့ပါတယ်ရင်းနဲ့ကြွေဝါမှုတွေကိုအသုံးပြုပြီးတော့မှသူတို့ရဲ့ဒီတင်းကျပ်တဲ့အစ္စလမ်ဘာသာပုံစံကိုတခြားနိုင်ငံတွေစီစတင်ဖြန့်ဝေခဲ့ကြပါတယ်ဒါပေမဲ့ဒီတင်းကျပ်တဲ့ဝါဟာဘီဝါဒပုံစံဟာဆော်ဒီအာရေဗီးယားမှာမဟုတ်ပဲအာဖဂန်နစ္စတန်မှာအင်အားအကြီးဆုံးဖြစ်လာခဲ့ပါတယ်စစ်ရေးတိုက်ပွဲကာလအတွင်းမှာဆိုဗီယက်ယူနီယံဟာမွတ်စလင်နိုင်ငံတွေမှာဩဇာလွှမ်းမိုးမှုရှာဖို့အတွက်အမေရိကန်ရဲ့အမှားတွေကိုအသုံးချဖို့ကြိုးစားခဲ့ပေမဲ့လည်းမလွယ်ကူခဲ့ပါဘူးမွတ်စလင်ရှို့ကတော့ဆိုဗီယက်ရဲ့ကိုလိုနီစန်းကျင်ရေးတဲ့စကားကိုတိုက်နှစ်သက်ခဲ့ပေမဲ့အများစုကတော့ကွန်မြူနစ်ဝါဒဟာအစ္စလမ်ကိုစန်းကျင်တယ်လို့ရှုမြင်ခဲ့ကြပါတယ်ဆိုဗီယက်တွေဟာဘာသာရေးကိုပြဿနာတစ်ခုအဖြစ်ရှုမြင်ခဲ့ကြတယ်ခါမတ်ကဘာသာရေးကိုလူထုရဲ့ဘိန်းလို့ခေါ်ဆိုခဲ့ပြီးပါတယ်ဒါကြောင့်သူတို့ဟာအစ္စလမ်အပါအဝင်ဘာသာရေးတိုင်းကိုဖိနှိပ်ခဲ့ကြပြီးတော့မှကိုယ်ွယ်မှုဆိုင်ရာဘာသာဝင်တွေကိုနှိပ်စက်ညှဉ်းပန်းခဲ့ကြပါတယ်ဒီလိုကြောင့်ဆော်ဒီအာရေဗီးယားနဲ့ပါကစ္စတန်လိုမွတ်စလင်နိုင်ငံတွေဟာဆိုဗီယက်ကိုမယုံတဲ့ကဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအာဖဂန်ကွန်မြူနစ်တွေအပါအဝင်မွတ်စလင်တချို့ကသူတို့ကိုးကွယ်နေတဲ့ဘာသာရေးကိုခိနောက်ကြားတယ်လို့ယူဆပြီးတော့မှပြောင်းလဲခြင်းခဲ့ကြပါတယ်1988ခုနှစ်မှာအာဖဂန်ကွန်မြူနစ်တွေဟာအကြမ်းဖက်နီးနဲ့အာဏာသိမ်းယူခဲ့ပြီးတော့မှပြုပြင်ပြောင်းလဲမှုတွေကိုစတင်ခဲ့ပါတယ်ဒီနေရာမှာပုံကံမှုတွေဖြစ်လာတဲ့အတွက်အစိုးရအသစ်ကဆိုဗီယက်ယူနီယံကိုအကူအညီတောင်းခဲ့ပါတယ်ဆိုဗီယက်က1989ခုနှစ်မှာအာဖဂန်နစ္စတန်ကိုကျူးကျော်ခဲ့ပြီးတော့တမန်တော်ကိုတပ်ပစ်ပြီးတော့မှသူတို့အပေါ်မှာတစ္ဆာရှိတဲ့အုပ်စိုးခြင်းတူကိုတင်ခဲ့ပါတယ်ဒီလိုမျိုးဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဖြစ်ခဲ့ရတယ်လဲဆိုတာကိုအမှတ်ပညာရှင်တွေကဆက်လက်ညှင်းခုန်ဆွေးနွေးနေကြစေပါဆိုဗီယက်ဟာအစောပိုင်းကကျူးကျော်ဖို့စိတ်မဝင်စားခဲ့ပေမဲ့အီရန်ရဲ့1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးကသူတို့ရဲ့စိတ်ကိုပြောင်းလဲစေနိုင်ခဲ့ပါတယ်အာယာတိုလာခိုမီနီရဲ့အစ္စလမ်အတွေးခေါ်တွေဟာဆိုဗီယက်ယူနီယံရဲ့အနီးအနားမှာရှိတဲ့မွတ်စလင်ဒေသတွေစီကိုပြန့်နှံ့သွားမှာကိုသူတို့စိုးရိမ်ခဲ့ကြပါတယ်ဒါကြောင့်ကျူးကျော်လိုက်တာပါအဲ့ဒီကျူးကျော်မှုဟာဘေးရန်ရည်တစ်ခုဖြစ်တော့ခဲ့ပါတယ်ဆိုဗီယက်တပ်ဖွဲ့တွေဟာညှဉ်းပန်းနှိပ်စက်မှုဘုံကျဲမှုနဲ့အစုလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေကိုအသုံးပြုခဲ့ပေမဲ့ဒါတွေကအာဖဂန်တိုက်ခိုက်ရေးသမားတွေကိုပို့ပြီးခိုင်မာတဲ့စိတ်ဓာတ်ဖြစ်စေခဲ့ပါတယ်အဖွဲ့အစည်းအားလုံးရဲ့ဒီအာဖဂန်လူမျိုးတွေဟာတောင်တွေထဲမှာပျောက်ကြားနှီးပြူဟာတွေကိုအသုံးပြုပြီးတော့မှတိုက်ခိုက်ခဲ့ကြပါတယ်စစ်ပွဲဟာအလွန်ခက်ခဲလွန်းတဲ့အတွက်လူတွေအားကိုဆိုဗီယက်ရဲ့ BNN စစ်ပွဲလို့တော့မှခေါ်ဆိုခဲ့ကြပါတယ်အမေရိကန်ဟာဆိုဗီယက်ကိုအားနည်းစေဖို့အတွက်ပေါ့နော်ဒီအာဖဂန်တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့မူဂျာဟီဒန်ကိုထောက်ခံခဲ့ပါတယ်နောက်ပြီးဒီသမ္မတရေဂန်ကသူတို့ကိုလွယ်လွယ်ရေးတိုက်ပွဲဝင်သူတွေလို့ခေါ်ဆိုခဲ့ပါတယ်အခုအညီအနေနဲ့ CIA ဟာဒေါ်လာဘီလီယံပေါင်းများစွာပေးပို့ခဲ့ပြီးတော့မှဆော်ဒီနဲ့ပါကစ္စတန်ထောက်လှမ်းရေးတွေနဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပါတယ်
မွတ်စလင်တော်တော်များများကလည်းဒီငွေကြေးနဲ့ဖြစ်စေဒီစေတနာဝန်ထမ်းလုံရင်းနဲ့ဖြစ်စေဒီတိုက်ပွဲကိုထောက်ခံခဲ့ကြပါတယ်အာဖဂန်အာရက်တွေလို့ခေါ်တဲ့ဒီနိုင်ငံခြားတိုက်ခိုက်ရေးသမားတွေထဲမှာအရေးပါတဲ့ပုဂ္ဂိုလ်2ဦးကတော့ပါလက်စတိုင်းကအဗ်ဒူလာအာဇစ်နဲ့ဆော်ဒီအာရေဗီးယားရဲ့အိုစမာဘင်လာဒန်တို့ပဲဖြစ်ပါတယ်အာဇစ်ကို1940ခုနှစ်ဒီဂျန်နေအနီးမှာအမွေဖော်ခဲ့ပါတယ်1960ခုမှာ6ရက်စစ်ပွဲအပြီးမှာပေါ့နော်သူဟာဂျော်ဒန်နိုင်ငံစီကိုနှင်ထုတ်ခံခဲ့ရပါတယ်သူဟာဂျော်ဒန်ဆီးရီးယားနဲ့အီဂျစ်မှာအစ္စလာမ်ဘာသာကိုလေ့လာခဲ့ပြီးတော့မှဒီနောက်ပိုင်းမှာဆော်ဒီအာရေဗီးယားမှာစာသင်ကြားခဲ့ပါတယ်သူကပါလက်စတိုင်းနဲ့အာဖဂန်နစ္စတန်နှစ်ခုစလုံးဟာနိုင်ငံခြားသိမ်းပိုက်မှုအောက်မှာရှိတဲ့မွတ်စလင်နေမြေတွေဖြစ်တယ်လို့ယုံကြည်ခဲ့ပါတယ်ဒါကြောင့်မွတ်စလင်အမျိုးသားတိုင်းဂျီဟန်မှာပါဝင်ဖို့တာဝန်ရှိတယ်လို့သူပြောခဲ့ပါတယ်သူရဲ့သတင်းစကားကိုဆော်ဒီအာရေဗီးယားရဲ့ထိပ်တန်းဘာသာရေးခေါင်းဆောင်ဒီအဗန်ဘက်ကထောက်ခံခဲ့ပါတယ်ကြီးမားတဲ့ဒီဆော်ဒီဆောက်လုပ်ရေးကုမ္ပဏီရဲ့ဥဆောင်သူဖြစ်တဲ့အိုစမာဘင်လာဒန်ဟာအာဇမ်ရဲ့ရည်ရွယ်ချက်ကိုလိုက်ပါခဲ့ပါတယ်သူကငွေကြေးထောက်ပံ့ခဲ့တယ်ပြီးရင်တိုက်ခိုက်ရေးသမားတွေကိုစူးစီးခဲ့တယ်ပြီးတော့ဆော်ဒီထောက်လှမ်းရေးနဲ့နီနီကက်ကက်လှုပ်ဆောင်ခဲ့ပါတယ်သူတို့ရဲ့အဖွဲ့ကိုတော့ဒီမက်တပ်အေခီမက်ပေါ့နော်တနည်းအားဖြင့်ဒီဝန်ဆောင်မှုယုံလို့ခေါ်ခဲ့ပြီးနောက်ဆုံးမှာတော့1988ခုနှစ်မှာအေကင်တာဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့မူဂျာဟီဒန်တွေဟာဆိုဗီယက်ကိုအာဖဂန်နစ္စတန်ကနေစုပ်ခေါ်စေခဲ့ပါတယ်အဲ့ဒီတော့မကြခင်မှာပဲအာဇစ်အသက်ခံခဲ့ရပေမဲ့ဘာလာဒန်ကတော့သူရဲကောင်းအဖြစ်အိမ်ပြန်လာခဲ့ပါတယ်ဒါပေမဲ့သူဟာဆော်ဒီအစိုးရနဲ့သဘောထားကွဲလွဲခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အမေရိကန်တပ်တွေမွတ်စလင်နေမျိုးတွေမှာဝင်ရောက်ဆွတ်ဖက်မှုတွေကြောင့်သဘောထားကွဲတာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲအီရန်ရဲ့အစ္စလာမစ်တော်လှန်ရေးဟာအီရန်နဲ့ပါရှင်ပင်လယ်ကွေးမှာရှိတဲ့အစိုးရတွေအတွက်စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်အာယာတိုလာခိုမီနီကသူ့တော်လှန်ရေးကိုအနီးအနားနိုင်ငံတွေစီပြန့်နှံ့စေချင်ခဲ့ပါတယ်အထူးသဖြင့်ဒီအီရတ်လိုဘာသာမေအစိုးရတွေနဲ့ပင်လယ်ကွေးမှာရှိတဲ့ဗယင်စနစ်နိုင်ငံတွေစီကိုပြန့်နှံ့ဖို့ဖြစ်ပါတယ်အဲ့ဒီနိုင်ငံတွေဟာအစ္စလာမ်အစစ်မဟုတ်ဘူးလို့သူကပြောခဲ့ပါတယ်တင်းမာမှုတွေနေဆက်အငင်းပေါ်မှုတွေနဲ့အီရန်ရဲ့မတည်ငြိမ်မှုတွေကြောင့်အီရတ်ဟာ1980ပြည့်နှစ်စက်တင်ဘာလမှာအီရန်ကိုကျူးကျော်ခဲ့ပါတယ်။ဆာဒန်ဟူစိန်ဟာအမေရိကန်၊ဆိုဗီယက်ယူနီယံနဲ့ပင်လယ်ကွေ့ဘယင်စနစ်တွေစီကနေထောက်ခံမှုရရှိခဲ့ပါတယ်။ခိုမီနီရဲ့တော်လှန်ရေးအာရက်ကဘာစီမှာရောက်လာဖို့ကောက်ကွေနေတယ်လို့သူကပြောခဲ့ပါတယ်။သူတို့တွေစစ်ဖြစ်ရမှာအီရန်စစ်ပွဲကရှင်းနေကြခဲ့ပြီးတော့မှအဖြစ်မထွက်ပဲရပ်တန့်တော့ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့အီရတ်ဟာကြီးကြီးမားမားကျွေးမြီတွေနဲ့ကြံရစ်ခဲ့ပါတယ်။ဆာဒန်ဟူစိန်ဘက်ကတော့သူ့အတွက်ပင်လယ်ကွေ့နိုင်ငံတွေကဒီကျွေးမြီတွေကိုခွင့်လွှတ်ပေးလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမဲ့သူတို့ကညှင်းဆိုခဲ့ကြပါတယ်။ဒါကြောင့်သူကတော်တော်လေးကိုဒေါသထွက်ပြီးတော့မှဆာဒန်ဟူစိန်ဟာကူဝိတ်ဘက်ကိုအာရုံလှည့်ခဲ့ပါတယ်။ကူဝိတ်ဟာရင်းနဲ့အများကြီးထုတ်လုပ်တယ်။ဒါကဈေးနှုန်းတွေကိုကြားစေပြီးတော့မှအီရတ်စီးပွားရေးကိုထိခိုက်စေတယ်။ပြီးတော့အီရတ်ရင်းနဲ့မြေတွေတဲကိုပါတူးဖော်တယ်လို့ဆွဆွဲခဲ့ပါတယ်။ဗြိတိန်ကိုလိုနီအင်အားကြီးနိုင်ငံတွေကမခွေးကြားပေးခဲ့တော့မှဆိုရင်ကူဝိတ်ဟာတမိုင်းကြောင်းအရာအီရတ်ရဲ့အစိပ်အပိုင်းဖြစ်ခဲ့မှုတယ်လို့လည်းအခိုင်အမာပြောဆိုခဲ့ပါတယ်။ဒီလိုနဲ့1990ပြည့်နှစ်ဩဂုတ်လမှာအီရတ်ကကူဝိတ်ကိုကျူးကျော်ခဲ့ပါတယ်။ဒီလိုလုပ်တော့မှပင်လယ်ကွေးနိုင်ငံတွေကထိတ်လန့်တော်ခဲ့ကြပါတယ်။ဆာဒန်ဟူစိန်ရဲ့စစ်တပ်ဟာကမ္ဘာပေါ်မှာစတုတ္တအကြီးဆုံးဖြစ်ပြီးတော့ပင်လယ်ကွေးနိုင်ငံတွေရဲ့စစ်တပ်တွေကတော့အားနည်းနေခဲ့ပါတယ်။သိမကြခင်မှာပဲဆာဒန်ဟူစိန်ကပင်လယ်ကွေးတစ်ခုလုံးနဲ့ရေနယ်တွေကိုသိမ်းပိုက်တော့မယ်လို့ဆိုရင်ပြီးတော့မှဆော်ဒီအာရေဗီးယားကအမေရိကန်စီစစ်ရေးအကူအညီတောင်းခံခဲ့ပါတယ်။ဆာဒန်ဟူစိန်ရဲ့တငယ်ချင်းဖြစ်တဲ့ဂျော်ဒန်ဘုရင်ဟူစိန်ကဂျောင်းဝင်စစ်ဆဲဖို့ကြိုးစားခဲ့ပြီးတော့မှအာရန်နိုင်ငံတွေကဒီကိစ္စကိုတည်တံ့ကင်တွယ်မယ်ဆိုရင်ဆုတ်ခေါ်မယ်ဆိုတဲ့ဒီဆာဒန်ရဲ့ကတိကိုရရှိခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဂျိမ်းဘေကာကအီရတ်ကိုလူတီးချန်ကြားပြစ်ဒဏ်ရှုတ်ရှားဖို့အီဂျစ်နဲ့ဆော်ဒီအာရေဗီးယားကိုဆွေးဆောင်နိုင်ခဲ့ပြီးစစ်ပွဲအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ကုလသမဂ္ဂကအီရတ်ကိုစုပ်ခေါ်ဖို့အတွက်1990ခုနှစ်ဇန်နဝါရီလ15ရက်နေ့အထိအချိန်ပေးခဲ့ပါတယ်။ဆာဒန်ဟူစိန်ကညှင်းဆိုတဲ့အခါမှာအမေရိကန်ဥဆောင်တဲ့မဟာမိတ်တပ်ဖွဲ့ကတိုက်ခိုက်ပါတော့တယ်။တကယ်လက်တွေ့မှာတော့အင်အားကြီးတဲ့အမေရိကန်နဲ့မဟာမိတ်တို့ရဲ့လေကြောင်းနဲ့မြေပြင်တပ်ဖွဲ့တွေကအီရတ်ကိုလျင်မြင်စွာအနိုင်ယူခဲ့ပါတယ်။အဲ့ဒီအချိန်မှာနိုင်ငံအများစုကလည်းဒီဝင်ရောက်ဆွတ်ဖက်မှုကိုထောက်ခံခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အီရတ်ကကူဝိတ်ကိုကျူးကျော်တာဟာနိုင်ငံတကာဥပဒေကိုရှင်းလင်းစွာရှိုးဖောက်ခဲ့ပြီးတော့မှဆာဒန်ဟူစိန်ရဲ့လူအခွင့်အရေးရှိုးဖောက်မှုတွေကိုလည်းတရားမျှတမှုရှိလာစေဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒါကပိုကြီးမားတဲ့မိကွန်းတွေကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။အမေရိကန်ဟာလူအခွင့်အရေးရှိုးဖောက်တဲ့အစိုးရတွေကိုမကြာခဏထောက်ခံလေရှိပြီးတော့မှနိုင်ငံတကာဥပဒေကိုဆန့်ကျင်တဲ့လုပ်ရက်တွေရှိပါတယ်။ဥပမာအစ္စရေးကိုဆက်လက်ထောက်ခံနေစေဖြစ်တာကလူအခွင့်အရေးကိုလှေးလျူရှုထားတာဖြစ်ပါတယ်။ဒါဆိုရင်ပင်လေကွေးစစ်ပွဲကိုတကယ်မောင်းနှင်ခဲ့တာကလူအခွင့်အရေးအကြောင်းပြချက်မဟုတ်ပါဘူး။
အဓိကအကြောင်းရင်းကဘာလဲဆိုတော့ American ရဲ့မဟာဗျူဟာပဲဖြစ်ပါတယ်ပင်လယ်ခွေးကရေနံကိုဆာဒင်ဟူစိန်ထိန်းချုပ်မှုနဲ့အစ္စရေးအပေါ်မှာရန်လိုမှုတွေက American အကျိုးစီးပွားအတွက်ကြီးလေးတဲ့စိန်ဆောင်မှုဖြစ်စေခဲ့ပါတယ်ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မှာ American ဟာဒီကမ္ဘာစနစ်အသစ်ရဲ့ခေါင်းဆောင်ဖြစ်ကြောင်းသက်သေပြချင်ခဲ့ပါတယ်အဲ့ဒီလိုလှုပ်ရှင်တဲ့အတွက်နိုင်ငံတကာစီးမြင့်တွေကိုရှိုးဖောက်တဲ့နိုင်ငံတွေကိုတားဆီးဖို့လိုအပ်လိုက်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကတော့မွတ်စလင်အများအပြားဟာ American ဥဆောင်တဲ့ဆွဲဖက်မှုကိုထောက်ခံခဲ့ကြပြီးတော့မှအီဂျစ်ဆီးရီးယားပါကစ္စတန်နဲ့စီနီဂေါလိုမွတ်စလင်အများစုနေထိုင်တဲ့နိုင်ငံအများအပြားဟာမဟာမိတ်အဖွဲ့တွေကိုပါဝင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းအစ္စလမ်ရဲ့အထွတ်အမြတ်ဆုံးနေရာတွေရှိတဲ့ဆော်ဒီအာရေဗီးယားမှာ American တပ်တွေရှိနေတာကမွတ်စလင်တန်းပေါင်းများစွာကိုဒေါသထွက်စေခဲ့ပါတယ်အဲ့ဒီလိုအလွန်တရာဒေါသထွက်ခဲ့သူတွေထဲမှာအိုစမာဘင်လာဒင်နဲ့သူ့အဖွဲ့အေကိုင်တာတို့ကထိတ်ဆုံးကနေပါဝင်ခဲ့ပါတယ်ဒါကြောင့်မွတ်စလင်မဟုတ်တဲ့စစ်သားတွေကိုဆော်ဒီအာရေဗီးယားတွေဝင်ခွင့်မပြုဖို့ဆော်ဒီကာကွယ်ရေးဝန်ကြီးကိုဘင်လာဒင်ကတောင်းဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့အေကိုင်တာတိုက်ခိုက်ရေးသမားတွေကိုကန်လှန်ပြီးတော့သူတို့ရဲ့ယုံကြည်ခြင်းဟာအီရတ်ကိုအစွန်းထက်စေပြီးတော့မှအင်အားကြီးတဲ့စစ်တပ်ကိုအနိုင်ပိုင်းနိုင်လိမ့်မယ်လို့စီရင်ခဲ့ပါတယ်ဆော်ဒီလူမျိုးတွေကသူ့ကိုညှင်းပေပြီးတော့မှပြည်ဝင်ခွင့်တော်မှာပိတ်လိုက်ပါတယ်ဒါကြောင့်ဘင်လာဒင်ဟာရန်လိုတဲ့သူတယောက်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနောက်မှာအေကိုင်တာဟာအကြမ်းဖက်ဝါဒဘက်ကိုလှေးခဲ့ပါတော့တယ်အစောပိုင်းဥပမာတစ်ခုကတော့1998ခုနှစ်ကင်ညာနဲ့တန်ဇနီးယားမှာရှိတဲ့အမေရိကန်တန်ယုံတွေကိုဘုံဖွေးတိုက်ခိုက်မှုတွေဖြစ်ပါတယ်၃နှစ်အကြာမှာတော့အေကိုင်နာဟာအမေရိကန်အစ္စလမ်ဆက်ဆံရေးကိုအပီးတိုင်ပြောင်းလဲစေမယ်အဆိုးဝါးဆုံးတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့ပါတယ်2000ခုနှစ်စက်တင်ဘာ17ရက်နေ့မှာအေကိုင်နာအကြမ်းဖက်သမားတွေဟာလေယာဉ်တွေကိုအပိုင်စီးပြီးတော့မှဒီကမ္ဘာ့ကုန်သွယ်ရေးစင်တာနဲ့ပင်တဂွန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီမှာလူ3000သေဆုံးခဲ့ပါတယ်သူတို့ရဲ့အစီအစဉ်ကလည်းအောင်မြင်ခဲ့ပါတယ်နောက်ပြီးတော့မှဒီတိုက်ခိုက်မှုဟာကမ္ဘာတစ်ခုလုံးကိုလည်းတုန်လှုပ်စေခဲ့ပါတယ်စီးရဲတိုက်ပွဲအပြီးမှာအမေရိကန်ဟာတူးသေးသောမဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့ပြီးတော့မှလူအများကဒီကြရက်ထားနေတဲ့60ပြည့်လွန်နှစ်တွေလို့ခေါ်ဆိုတဲ့ကာလမှာတော့အမေရိကန်ကငြိမ်းချမ်းရေးနဲ့တာယာဝပြောမှုကိုခံစားနေကြတာပါဒီရွှေခေတ်စီစုနှစ်ဟာ9/11နဲ့အတူအဆုံးသတ်ခဲ့ပါတော့တယ်အဲ့ဒီတိုက်ခိုက်မှုကဘလောက်အထိအကျိုးသက်ရောက်မှုရှိပါတယ်လဲဆိုရင်အမေရိကန်မှာတကယ့်ကိုမှကြီးမားတဲ့အကြောင်းရင်းမှုနဲ့ဒေါသတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်အေကိုင်နာကောင်းဆောင်တွေကသူတို့ရဲ့ရည်ရွယ်ချက်ဟာမွတ်စလင်တွေကိုတိုက်ခိုက်စေတဲ့အမေရိကန်မူဝါဒတွေကိုရပ်တန့်ဖို့ဖြစ်တယ်လို့ပြောခဲ့ပါတယ်အဲ့ဒါတွေထဲမှာအစ္စရေးကိုထောက်ခံတာအီရတ်အပေါ်မှာပိတ်ဆို့အရေးယူမှုတွေနဲ့အရှေ့လေပိုင်းကအာဏာရှင်တွေကိုကြောထောက်နောက်ခံပေးတာတွေလည်းပါဝင်ပါတယ်အတန်သွင်းထားတဲ့မှတ်တမ်းတစ်ခုမှာဘင်လာဒင်ကအစ္စရေးရဲ့လက်ဘနွန်ကျူးကျော်မှုကိုအမေရိကန်ကထောက်ခံတဲ့အတွက်သူတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ပြောခဲ့ပါတယ်သူတို့လည်းငါတို့ခံစားခဲ့ရတာကိုမြည်ဆန်းရအောင်အမေရိကန်မှာရှိတဲ့မျှော်စင်တွေကိုဖျက်ဆီးပစ်တဲ့တယ်လို့ပြောခဲ့တာပါဒါပေမဲ့လည်း9/11ကြောင့်အမေရိကန်လူမျိုးတော်တော်များများဟာမွတ်စလင်တွေနဲ့အာရဲလူမျိုးတွေကိုအပြတ်သဘောနဲ့မြင်လာခဲ့ပါတယ်အများစုတွေ့လိုက်တာဟာအစ္စလမ်ဘာသာရဲ့တကယ့်သဘောထားကိုပထမဆုံးတကယ်ထိတွေ့ခဲ့ရတာပဲဖြစ်ပါတယ်တိုက်ခိုက်မှုတွေအပြီးမှာ George W. Bush ကဒီနိုင်ငံကိုစီးလုံးစေခဲ့ပြီးတော့မှအာဖဂန်နစ္စတန်ရဲ့အစ္စလာမစ်အုပ်စိုးသူတွေဖြစ်တဲ့တာလီဘန်ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်ပထမတစ်ခုကတော့ဘင်လာဒင်ကိုလွှဲပြောင်းပေးဖို့ဖြစ်ပြီးဒုတိယတစ်ခုကတော့စစ်ပွဲနဲ့ရင်ဆိုင်ဖို့ဖြစ်ပါတယ်တာလီဘန်ဘက်ကညှင်းဆိုတဲ့အခါမှာအမေရိကန်ဟာအာဖဂန်နစ္စတန်ကိုကျူးကျော်ခဲ့ပြီးတော့သူတို့ကိုအာဏာကနေဖယ်ရှားခဲ့ပါတယ်အဲ့ဒီနောက်သမ္မတဘုရှ်ကိုထောက်ခံမှုနှုန်းဟာရုတ်တရက်မြင့်တက်လာခဲ့ပေမဲ့2002ခုနှစ်ရောက်တော့စီးပွားရေးပြဿနာတွေကြောင့်ရေပန်းမစားတော့ပဲဖြစ်တော့ပြန်ပါတယ်မကြခင်မှာပဲသမ္မတဘုရှ်နဲ့သူ့အဖွဲ့ဟာဆိုရင်သူတို့ရဲ့အာရုံကိုအီရတ်ဘက်ကိုလှည့်ခဲ့ပါတယ်သူတို့ကဆာဒင်ဟူစိန်ကိုလူအများအပြားတည်စေနိုင်တဲ့လက်နက်တွေဖန်တီးနေတဲ့အပြင်အေကိုင်နာကိုထောက်ခံနေတယ်လို့ဆွဆွေးခဲ့ကြပါတယ်အဲ့ဒီဆွဆွေးချက်တွေကမှားယွင်းပါတယ်ဆာဒင်ဟူစိန်ဟာဘာလဒင်ကိုမုန်းတီးတဲ့ဘာသာမင်းအာဏာရှင်တူဖြစ်ပြီးတော့မှလူအများအပြားတည်စေနိုင်လောက်တဲ့လက်နက်တွေကိုလည်းဘဒုံကမှဖန်တီးဖို့မလုပ်ခဲ့တာပါဒီလိုဆိုပေမဲ့လည်းသမ္မတဘုရှ်အစိုးရအဖွဲ့ထိကအထူးစီမံကိန်းယုံလို့ခေါ်တဲ့အထူးအဖွဲ့တစ်ဖွဲ့ဟာကျူးကျော်မှုကိုတရားမျှတစေဖို့အတွက်ထောက်လှမ်းရေးအစီအရင်ခန်းစားတွေကိုရှေ့ကားပြောဆိုခဲ့ပြီးတော့မှလိမ်လည်ဖန်တီးခဲ့ပါတယ်အဲ့ဒီအဖွဲ့ကိုအစ္စရေးကိုလိုလားတဲ့အရာရှိတွေကဥဆောင်နေတာပါသူတို့တွေကတူဖြစ်တဲ့ဒေါက်ကလက်ဖိတ်ဟာ1996ခုနှစ်ကအစ္စရေးခေါင်းဆောင်ဘက်ဂျမန်နေတန်ယာဟုအတွက်ဆာဒင်ဟူစိန်ကိုဖေရှားတင်တယ်လို့အကြံပြုထားတဲ့အစီရင်ခံစာတစ်စောင်ကိုပူးတွဲရေးသားခဲ့ပူပါတယ်။6နှစ်အကြာမှာနေတန်ယာဟုက American Congress အတွင်းမှာဒီဆာဒင်ဟူစိန်ဟာလူအများအပြားတည်စေနိုင်တဲ့လက်နက်တွေရှိတယ်ဆိုတဲ့မှားယွင်းတဲ့ဆက်ဆွေးချက်ကိုထပ်ပြီးပြောခဲ့ပါတယ်
စေရေးအရာအရေးယူဖို့လည်းအမေရိကန်ကိုတောင်းဆိုခဲ့ပါတယ်ဒီမူသားတွေကိုအသုံးပြုပြီးတော့မှအမေရိကန်ဟာအီရတ်ကိုတရားမဝင်ကျူးကျော်မှုစတင်ခဲ့တာပါဒါပေမဲ့အဲ့ဒီနောက်မှာဖြစ်လာတဲ့အကျိုးဆက်တွေဟာတော်တော်လေးကိုဆိုးပါတယ်အီရတ်မှာရှိတဲ့အမေရိကန်ဥဆောင်တဲ့အုပ်ချုပ်ရေးအဖွဲ့ဟာအီရတ်စစ်တပ်ကိုဖျက်သိမ်းခဲ့ပြီးတော့မှစာဒန်ရဲ့ဒီဘတ်ပါတီမှာပါဝင်ခဲ့တဲ့ထောင်ပေါင်းများစွာသောအစိုးရဝန်ထမ်းတွေကိုအလုပ်ဖြုတ်ခဲ့ပါတယ်အလုပ်ပြုတ်တော်တဲ့လက်နက်ကင်တပ်ဖွဲ့တွေဟာတေချာကျွမ်းကျင်အောင်လေ့ကျင့်ပေးထားတဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့ကျွမ်းကျင်တဲ့အလုပ်ကိုဖြုတ်လိုက်တဲ့အတွက်အလုံးလက်မဲ့ဖြစ်တော်ပြီးတော့မှရက်တီဖို့အတွက်ခက်ခဲတော်စေခဲ့ပါတယ်ဒီအချက်ဟာပုံကံမှုဆိုတဲ့အရာကိုဖြစ်လာစေဖို့အတွက်တွန်းအားပေးခဲ့ပါတယ်အမေရိကန်တပ်တွေဟာအရှက်ရစေတဲ့အိမ်စီးနှင်းရှာဖွေမှုတွေနဲ့ဖမ်းဆီးမှုတွေကိုလည်းလှုပ်ဆောင်ခဲ့ပါတယ်အဆိုးဆုံးအနိုင်ကျင့်မှုတွေကတော့အာဘူဂရေးဘ်အကျဉ်းထောင်မှာဖြစ်ပေါ်ခဲ့ပါတယ်နောက်ပိုင်းထွက်ပေါ်လာတဲ့ဓာတ်ပုံတွေအရအမေရိကန်စစ်သားတွေကအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်တာအာရမပြုကျင့်တာနဲ့တပ်ဖြတ်တာတွေလုပ်ခဲ့ကြောင်းတက်သေးပြခဲ့ပါတယ်အဲ့ဒီထောင်ကြီးဟာငကိုကလေးကနှာမေဆိုးနဲ့ကြော်ကြားခဲ့တဲ့ထောင်ကြီးတစ်ခုဖြစ်ပါတယ်ဆာဒင်ဟူစိန်လက်ထက်တုန်းကလည်းစန်းကျင်သူတွေကိုနှိပ်စက်ညှဉ်းပန်းဖို့အတွက်အဲ့ဒီထောင်ကြီးကိုအသုံးပြုခဲ့ပါတယ်ဒီလိုနဲ့အမေရိကန်တွေရောက်ရှိလာတဲ့အခါမှာလည်းကေတင်ရှင်တွေရောက်ရှိလာတာမျိုးမဟုတ်ပဲတာထက်ဆိုတဲ့ရှင်ကြီးရောက်ရှိလာတယ်လို့ဖြစ်တော့ခဲ့ပါတယ်ဒါဟာပြည်သူတွေအတွက်တော့တကယ်ဆိုးဝါးတဲ့ဖြစ်ရပ်ကြီးအနေနဲ့အမှတ်ရစေခဲ့ပါတယ်ဒီအနိုင်ကျင့်မှုတွေကအီရတ်လူမျိုးတွေကိုဒေါသထွက်စေပြီးတော့မှတပုံထားမှုကိုကြီးထွားလာအောင်ကူညီခဲ့ပါတယ်အများအပြားကလက်စားရှည်တဲ့အနေနဲ့အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့စတင်ခဲ့ပါတယ်ဒီလိုမျိုးတင်းမာမှုတွေမြင့်တက်တော့ခဲ့တဲ့အတွက်နောက်ထပ်ဆေးရဇဝဲမှုတွေဆက်လက်ပြီးတော့မှပေါ်ပေါက်လာပါတယ်အဲ့ဒါတွေဒီမှာအဆူလိုက်အပြုံလိုက်တပ်ဖြတ်မှုတွေနဲ့ဖာလူဂျာမှာအကြီးအကျယ်ဒုက္ခရောက်စေခဲ့တဲ့ depleted uranium ကိုအသုံးပြုခဲ့တာတွေပါဝင်ပါတယ်အချိန်လေးမှာပဲအနောက်တိုင်းကုမ္ပဏီတွေကအီရတ်ရဲ့ရင်နယ်ကိုထိန်းချုပ်ခဲ့ကြပြီးဆွန်နီနဲ့ဒီရှီယာအုပ်စုတွေကြားမှာဘာသာရေးအုပ်စုအရှင်ချင်းအကြံဖက်မှုတွေပေါက်ကွဲထွက်လာခဲ့ပါတယ် CPK မှာအကြံပြတ်ရှာစားပြီးတော့မှဘာသာရေးအုပ်စုအရှင်ချင်းခွဲခြားတဲ့အစိုးရကိုအမေရိကန်ကထောက်ခံခဲ့တာကလည်းအရှင်တွေကိုပိုဆိုးစေခဲ့ပါတယ်ဒီမငြိမ်မသက်မှုတွေကြားမှာ ISIS အဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်ဒီအဖွဲ့ကသိမ်းပိုက်မှုအပေါ်မှာဒေါသထွက်မှုကနေကြီးထွားလာခဲ့ပြီးတော့မှခိုးယူထားတဲ့ခြေနယ်တွေနဲ့ရန်ပုံငွေရှာပါတယ်တင်ရှိနေတဲ့အမေရိကန်လက်နက်တွေကိုအသုံးပြုတော်လှန်ဖို့လုပ်လာပါတယ် ISIS ဟာအီရန်နဲ့ဒေသတစ်ခုလုံးအတွက်နှစ်ပေါင်းများစွာအကြံဖန်မှုတွေယူဆောင်လာခဲ့ပြီးနောက်ဆုံးမှနိုင်ငံတကာအကူအညီနဲ့အီရတ်တပ်ဖွဲ့တွေကသူတို့ကိုအနိုင်ယူခဲ့ပါတယ်အီရတ်ဟာဒီကနေ့ခေတ်အထိတောင်မှနိုင်ငံရေးအာဏာတိလိုက်စားမှုနိုင်ငံခြားဩဇာလွှမ်းမိုးမှုနဲ့ပျက်စီးနေတဲ့အရှိခံအစားအုံတွေနဲ့ရုန်းကန်နေရတော့ဖြစ်ပါတယ်အီရတ်မှာဖြစ်ခဲ့တဲ့အမေရိကန်စစ်ပွဲကြောင့်လူ3သိန်းခွဲကနေ3သန်းကြားမှာတည်ဆုံခဲ့ပါတယ်အမေရိကန်ကြောင့်ဖြစ်လာတဲ့စစ်ပွဲဟာလူသေဆုံးမှုတွေကိုပိုများစေခဲ့ပါတယ်25နှစ်လောက်အုပ်ချုပ်ခဲ့တဲ့ဆာဒင်ဟူစိန်လက်ထက်မှာအာဏာရှင်စနစ်ကြောင့်တည်ဆုံခဲ့ရတဲ့လူအရေအတွက်ထက်9နှစ်တာအတွင်းအမေရိကန်ရဲ့ဆွဲဖက်မှုကြောင့်တည်ဆုံခဲ့ရတဲ့လူအရေအတွက်ကပိုများခဲ့တယ်လို့လေ့လာသူတွေကပြောကြပါတယ်အီရတ်နိုင်ငံဆိုတာဟာတစ်ချိန်လုံးကတော့အဆင့်အမြင့်ဆုံးမွတ်စလင်နိုင်ငံတွေကတနိုင်ငံဖြစ်ပါတယ်ဒါပေမဲ့လည်းစစ်ပွဲရဲ့အကျိုးဆက်တွေကြောင့်သူတို့နိုင်ငံဟာရားစရာမရှိတော့တော့အောင်တော်တော်လေးပျက်စီးတော့ခဲ့ပါတယ်သူရဲ့ပျက်စီးမှုကကမ္ဘာတော်ကမွတ်စလင်တွေအတွက်နာကျင်စရာအမှတ်တရတစ်ခုအဖြစ်ဆက်လက်တည်ရှိနေပါတယ်ဒါကြောင့်မွတ်စလင်အများအပြားဟာအမေရိကန်ကိုပြင်းပြင်းထန်ထန်မကြည်မနဲ့ဖြစ်နေကြပါတယ်တချို့ကတော့ဒီလိုမျိုးကိစ္စတွေဖြစ်ရတာဟာအမေရိကန်ရဲ့ခေါင်းဆောင်တွေကြောင့်လို့သတ်မှတ်ပေမဲ့လည်းမွတ်စလင်တော်တော်များများကတော့အမေရိကန်ပြည်သူတွေအပါအဝင်ခေါင်းဆောင်တွေအားလုံးဟာသူတို့အပေါ်မှာမကောင်းတဲ့လူတွေဖြစ်တယ်လို့မှတ်ယူနေကြပါတယ်အမေရိကန်ရဲ့ဒီလုပ်ရက်တွေကြောင့်မွတ်စလင်တန်းပေါင်းများစွာဟာမိသားစုဝင်တွေတောင်မဟုတ်နေအိမ်တွေကိုဆုံချုံခဲ့ကြပါတယ်လူအများစုကတော့အတူနေမွတ်စလင်တွေရဲ့ဒီဆင်းရဲဒုက္ခတွေအပေါ်မှာဒေါသနဲ့ဝန်းနေမှုကိုခံစားနေကြရပါတယ်ဒီအမေရိကန်ရဲ့ရင်းနှီးလူချင်းစိတ်ကသွေးထွက်တန်ယိုမှုတွေနဲ့ရောနှောနေတဲ့အတွက်လူအများကအမေရိကန်ကိုလောဘကြီးပြီးတော့မှရက်ဆက်တယ်လို့မြင်ကြပါတယ်နောက်ပြီးတော့အမေရိကန်ရဲ့ဒီအစ္စရေးနိုင်ငံအပေါ်မှာထောက်ခံမှုကမျက်စိမိတ်ထောက်ခံတဲ့ပုံမျိုးဖြစ်နေပါတယ်လူအခွင့်အရေးဆိုတာမျိုးကိုအမေရိကန်ကမသိကြအောင်ဆောင်နေပါတယ်ပါလက်စတိုင်းလူမျိုးတွေအပေါ်မှာအစ္စရေးရဲ့အကြမ်းဖက်မှုတွေကိုတိတ်ဆိတ်နေတာအပါအဝင်အမေရိကန်ဟာတရားမျှတမှုဆိုတာထက်အစ္စရေးရဲ့အကျိုးစီးပွားကိုသာပို့ပြီးတော့မှတန်ဖိုးထားတယ်လို့မွတ်စလင်တွေတကယ်ယုံကြည်လာကြပါတယ်ဒါကြောင့်အမေရိကန်နိုင်ငံကိုသူတို့တွေမုန်းတီးကြတယ်ဆိုတာကအကြောင်းပြချက်ကောင်းတဲ့အများကြီးရှိနေပါတယ်တကယ်လို့သာအမေရိကန်နိုင်ငံဘက်ကတရားမျှတမှုကိုဦးစားပေးပြီးတော့ရှစ်ကြည်ရင်းနှီးတဲ့အမေရိကန်မူဝါဒမျိုးစာမဲ့နိုင်ခဲ့မယ်ဆိုရင်တော့အစ္စလမ်နိုင်ငံတွေနဲ့ပို့ပြီးတော့မှအဆင်ပြေပြေဖြစ်လာနိုင်မှာဖြစ်ပါတယ်လို့တင်ဆက်ရင်းနဲ့ပဲဒီနေ့ဗီဒီယိုကနေနှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေရဲ့အမြင်ကို comment မှာ share ရေးပေးတော့ခဲ့ပါဦး
နောက်နေ့တွေမှာလည်းအခုလိုမျိုးဘ ഹുတုဒရစေမယ့်အကြောင်းအရာတွေနဲ့လက်တလောဖြစ်ပြနေတဲ့ကမ္ဘာနိုင်ငံရဲ့အခင်းအကျင်းတွေကိုလက်လက်မိသလောက်ရှာဖွေတင်ဆက်ပေးနေဦးမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါအကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါစီလူကြီးမင်းတို့ရဲ့ Grade အမှတ်စဉ်အောင်လက်မှတ်ဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှာဈေးနှုန်းသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်399668 91 625နဲ့39 905 853 442တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါတော့ရှင်